အားလုံးပဲမင်္ဂလာပါကျွန်တော် Fitness Journey အနေကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်တော့ Jet ပါဒီတစ်ခေါက် sharing လုပ်ပေးမယ့်အကြောင်းအရာကတော့ကျွန်တော် gym သွားတဲ့အချိန်ကျရင်ထည့်ရတဲ့ accessory ပေါ့နော်ပစ္စည်းဘာတွေဖြစ်မလဲဆိုတာsharing လုပ်ပေးချင်ပါတယ်နံပါတ်1အနေနဲ့တော့အောက်ထုတ်ပါအောက်ထုတ်ပါရတယ်ပေါ့နော်တချို့လူလည်းစောင်းတယ်တချို့လူလည်းမစောင်းဘူးအောက်ထုတ်တော့ကျွန်တော်တော့စောင်းပါမယ်အောက်ထုတ်တစ်ခါလေးပေါ့နံပါတ်2အနေနဲ့တော့ပတ်စံယူရပါတယ်ပစ္စည်းပိုင်းဝယ်ဖို့ရှိတော့ပတ်စံရထည့်သွားရပါတယ်နံပါတ်3တော့စောင်းနဲ့ဘောပန်ယူရတယ်စောင်းနဲ့ဘောပန်ဘာလို့ယူရလဲဆိုတော့နှုတ်မှတ်ဖို့ပေါ့နော်ဒီတစ်ပတ်မှာကိုကရင်အုပ်ကိုဒီတစ်ပတ်မှာကိုက50 kg နဲ့တွန်းနေဆိုရင်နောက်တစ်ပတ်မှာရောကိုဘယ်လောက်60 kg နဲ့တွန်းနိုင်မလားအဲ့လိုပေါ့နော် recording လုပ်ထားတာပေါ့အကြောင်းစောင်းနဲ့ဘောပန်ပါတယ်နှုတ်ထုတ်ဖို့အတွက်ပြီးတော့နံပါတ်4အချက်ကတော့ဖုန်းနဲ့အတွင်းကျိုးပေါ့နော်ဖုန်းနဲ့အတွင်းကျိုးတော့ဖုန်းနဲ့အတွင်းကျိုးလည်းပါရတယ်ပြီးတော့နံပါတ်5ကနှစ်ချက်အခါရောအသေးထဲအောင်ခါရောအကြီးဒီအကြီးကတော့TikTok short နေဝယ်လိုက်တာဆိုတော့မဆိုးပါဘူးကောင်းတယ်နားတွေပါမနားပေါ့နော်ဒီဟာဒီလိုလေးအဆင်ပြေပါတယ်ရောနံပါတ်6ကတော့ကျော် shaker shaker ယူသွားပါတယ် shaker ပူယူသွားပါတယ်နံပါတ်9ကတော့ကင်မရာပေါ့နော်ဗီဒီယိုရိုက်ဖို့အတွက်ကင်မရာယူရတယ်ကျော်ရဲ့ကောင်းကြီးပြီးတော့နံပါတ်8ကတော့ဒီနေ့တော့မပါခဲ့ဘူးပေါ့နော်ပုံမှန်ဆိုတော့ထီးပါလေဘာလို့ထီးပါလဲဆိုတော့ညနေဘက်နေတော့မပူဒါပေမဲ့မိုးရွာမှာကြောက်လို့ပေါ့နော်တခါရမိုးရွာတက်လို့အကြောင်းထီးထည့်တယ်နံပါတ်9တော့ချေးပါကိုပြီးတော့နံပါတ်10ကတော့ပုံမှန်ပြီးတော့ကျွန်တော်နောက်ဆုံးကတော့ဒီဟာအားလုံးကိုစုပေါင်းပြီးတနေရာလေးထည့်ဖို့အတွက်နံပါတ်7ကတော့လွယ်ရေးဖြစ်ပါတယ်ဒီလွယ်ရေးလည်းTikTok short နေပဲဝယ်တာပေါ့နော်မိုက်တယ်အစီလည်းတိတ်မကြည့်ဘူး300ပဲတော့ပေးရ200ကျော်ပေါ့နော်300လောက်ပဲပေးရဆိုဒါလည်းအကုန်လုံးဒီထဲမှာပဲစုထည့်တယ်ဘိုးဘနဲ့ထည့်ဖို့အတွက်ဆိုလည်းဒီဘက်မှာစစ်လေးပါတယ်အဲဆိုတော့အကုန်လုံးခုနပစ္စည်းအကုန်လုံးအဲ့တစ်ခုထဲမှာအကုန်လုံးစုထည့်တယ်ပေါ့နော်ဆိုတော့အကုန်လုံးဒီထဲမှာပဲထည့်တယ်ဒါကတော့ကျွန်တော်ဂျင်သွားရင်ယူသွားတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်ကျွန်တော်တငယ်ချင်းတွေရောဂျင်သွားရင်ဘာတွေယူသွားလေးရှိတယ်လဲမျှဝေခဲ့ပေးလို့ရပါတယ် comment မှာရေးခဲ့ပေးလို့ရပါတယ်ဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပေးကြလို့ bye bye